The Movie Recap အ channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့2010ခုနှစ်ကထွက်ရှိခဲ့ပြီးလူပေါင်းများစွာရဲ့ရင်ကိုလှုပ်ခတ်စေခဲ့တဲ့ဖြစ်ရပ်မှန်အထုပ်ပတိဟာတာနဲ့ drama ရုပ်ရှင်ကားကြီးဖြစ်တဲ့ The Untouchables ဆိုတဲ့ဇာတ်ကားလေးကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဇလန်အစအဆုံး spoilers တွေပါဝင်မှာမို့လို့အဆုံးထိစောင့်ကြည့်ခံစားပေးကြပါဦးနော်နောက်တင်ဆက်ပေးမဲ့ဗီဒီယိုတွေအတွက်ခွန်အားဖြစ်စေရန် like and share subscribe လေးလုပ်ပေးပြီး comment မှာလည်းတစ်ခုခုမှန်သွားကြအောင်နော်ဒါဆိုစလိုက်ရအောင်ညစ်နက်တကောင်ပါရီမျိုးကြီးထဲမှာ dress တယောက်သူ့အလုပ်ရှင် Philip ကိုကားမောင်းပြီးလိုက်ပို့နေပါတယ်လမ်းမှာကားပိတ်လို့ပြင်းလာတာနဲ့ Drake ကအရှိန်နှုန်းကန့်သက်ချက်ကိုကြော်ပြီးကားကိုအမြန်မောင်းပါတော့တယ်မီးပွိုင်းတွေလမ်းညွှန်ချက်တွေကိုလည်းဂရုမစိုက်ဘဲကားတွေကိုဝေဝဲကြော်တက်နေတာကြောင့်ရဲတွေကသူ့နောက်ကိုလိုက်လာပါတော့တယ် Drake ကရဲတွေကိုမျက်ခြေဖြတ်နိုင်ရင်ယူရို100ဖမ်းကြီးဆိုပြီး Philip ကိုလောင်းကြီးထပ်ပေးမဲ့တရားအောက်လဲရောက်ရောရဲတွေကရှင်းညက်နောက်ညက်နဲ့ဖမ်းမိသွားပါတယ်ဒါပေမဲ့ Drake ကတော့တိတ်ပူပုံမရပါဘူးဒီတစ်ခါတော့ရဲတွေကိုယ်တိုင် score လုပ်ပေးလာအောင်လုပ်နိုင်ရင်ယူရို200ဆိုပြီးထက်လောင်းပြန်ပါတယ်ကားပေါ်ကဆင်းမှုရဲတွေကခိုင်းတဲ့အခါ Drake ကဒေါသထွက်ချင်အောင်ဆောင်ပြီးတရုပ်ဆောင်ပါတော့တယ် Philip ကလှုပ်ရှားလို့မရတဲ့လူမမဖြစ်ကြောင်းနဲ့အရေးပေါ်ဆေးရုံပို့နေတာဖြစ်ကြောင်းပြောပါတယ်ရဲတွေကကားနောက်ဖုံးထဲမှာ wheelchair ကိုတွေ့သွားပြီး Philip နာသွားကြည့်တဲ့အခါမှာလဲ Philip ကအကျော်ဆွဲနေတယ်လို့တရုပ်ဆောင်ပြပါတယ်အခြေအနေကတကယ်အရေးကြီးနေတဲ့အောက်မေ့ပြီးအလောင်းစားနိုင်လို့အောင်ပွဲခံတဲ့အနေနဲ့ Drake ကကားထဲမှာ Earth Wind Fire အဖွဲ့ရဲ့ September တချင်းကိုဖွင့်လိုက်ပါတယ်ဆေးရုံရောက်လို့ရဲတွေလည်းထွက်သွားရော Drake နဲ့ Philip တို့စစ်လိတ်အတူတောက်ကြပြီးဆေးရုံဝန်ထမ်းတွေမတွေ့ခင်မှာပဲကားမောင်းပြီးပြန်ထွက်ခဲ့ကြပါတယ်ဒီတငယ်ချင်းနှစ်ယောက်ရဲ့တန်ရောစင်ကလွန်ခဲ့တဲ့လပေါင်းများစွာကတည်းကစတင်ခဲ့တာပါတထေးကြီး Philip နဲ့သူ့ရဲ့လက်ထောက် Megali တို့ဟာ Philip ကိုပြုစုစောင့်ရှောက်ဖို့လူနာပြုအသစ်တယောက်ရှာဖွေဖို့လူတွေ့စစ်ဆေးနေကြပါတယ်လာလျှောက်တဲ့သူတွေရဲ့အဖြေတွေကရိုးအီနေတာဒါမှမဟုတ်ပေါ်ကြောင်ကြောင်နိုင်နေတာကြောင့်အဆင်မပြေဖြစ်နေချိန်မှာ Drake တယောက်ဖုန်းကနေဝင်လာပါတယ်သူကသူ့အလက်မဟုတ်သေးပဲစိုးဝင်လာတာပါသူ့ရည်ရွယ်ချက်ကအလုပ်ရဖို့မဟုတ်ပဲအလုပ်လက်မဲ့ထောက်ပံ့ကြေးလျှောက်လို့ရအောင်သူတို့ကုမ္ပဏီကသူ့ကိုအလုပ်မခန့်ပါဘူးဆိုတဲ့ညင်းပယ်စာမှာလက်မှတ်လာတောင်းတာဖြစ်ပါတယ်သူကစကားပြောရိုးရှင်းပြတ်သားပြီးရိုင်းဆိုင်တယ်လို့ရှိတယ်လို့မာဂါလီကိုလည်းစကားနောက်ဆနောက်ပါသေးတယ်ဒါပေမဲ့ Philip ကသူ့ကိုသဘောကျသွားပြီးလက်မှတ်ထိုးထားတဲ့စာရွက်လာယူဖို့နောက်ရက်မှာပြန်လာခဲ့ဖို့ပြောလိုက်ပါတယ် Drake ကဆင်းရဲတဲ့ရက်ကွက်ကသူ့အိမ်ကိုပြန်လာပါတယ်အိမ်မှာညီကိုမောင်နှမအငယ်တွေကစူညံပတ်သက်နေလို့ရေချိုးဖို့တောင်မနှဲလို့ရပါတယ်အသက်နည်းနည်းကြီးပြီးတာဝန်သိတတ်တဲ့ညီမဖြစ်သူမာနာကူညီပေးလို့သာအဆင်ပြေသွားတာပါအမေဖြစ်သူအလုတ်ကအပြန်ကိုစောင့်နေတော့အပြင်ကိုလှမ်းကြည့်မိတော့မတင်ကားစရာကားတစ်စီးပေါ်ကဆင်းလာတဲ့ညီဖြစ်သူအတန်းမှာကိုတွေ့လိုက်ရပါတယ်အာဒါမာကကျောင်းကပြန်လာတာလို့ပဲအလွယ်ပြောပြီးအိပ်ယူကပြန်ထွက်သွားတာကြောင့်တခုခုလုံနေပြီဆိုတာ Drake ရိပ်မိလိုက်ပါတယ်ညနေပိုင်းအမေပြန်ရောက်လာတဲ့အခါ Drake ကတခိုးလာတဲ့ Fabric ကိုလက်ဆောင်ပေးပြီးဘယ်ပြောင်းနေလဲမေးတော့အပန်းဖြေခီးထွက်နေတာလို့လိန်ပြောပါတယ်ဒါပေမဲ့အမေဖြစ်သူကတော့6လလုံးပါအဆက်အသွယ်မှမလုပ်ပဲအခုမှအိမ်ကိုဟိုတယ်လို့သဘောထားပြီးပြန်လာတဲ့အတွက်စိတ်ဆိုးပြီးအိမ်ကနေမောင်းထုတ်လိုက်ပါတော့တယ်နောက်ရက်မှာ Drake က Philip အိမ်ကိုစာရွက်စာတမ်းလာယူပါတယ်အိမ်ကူကြီးဝန်ကအိမ်ထဲလိုက်လံပြသပေးပြီး Philip ရဲ့နေ့စဉ်လုပ်ငန်းဆောင်တာတွေကိုရှင်းပြပါတယ် Drake အတွက်တီးတန့်ရေချိုးခန်းပါတဲ့အခန်းကိုလည်းပြပါတယ်ရေချိုးကန်ကြီးကိုသဘောကျနေတဲ့ Drake ကို Philip စီခေါ်သွားတဲ့အခါ Philip ကညင်းပယ်စာရွက်တင်မကပဲအလောက်ကန်ခွင့်လန်းတစ်ခုကိုပါကမ်းလှမ်းပါတော့တယ်တလစမ်းသက်ခံမှာဖြစ်ပြီးမင်းနှစ်ပတ်တောင်ခံမှာမဟုတ်ဘူးလို့ Philip ကလောင်းကြီးထပ်ပါတယ် Drake တယောက် Philip ကိုဘလို့ပြုစုရမလဲဆိုတာတင်ယူရပါတယ်ခြေထောက်တွေကိုနှိမ့်နယ်ပေးတာ wheelchair ပေါ်ရွှေ့ပေးတာရေချိုးပေးတာအဝတ်စားလဲပေးတာတွေလုပ်ရပါတယ်အခက်ခဲဆုံးနဲ့အနေရခက်ဆုံးကတော့အကျော်တင်းချီအိတ်ရှည်ကြီးတွေစုပေးရတာနဲ့ Philip အိမ်သာတက်ပြီးရင်ဖင်ဆေးပေးရတာတွေပါပဲ Drake ကဘလောက်ပဲညှဉ်းညူပြီးမလုံနိုင်ဘူးပြောနောက်ဆုံးတော့လဲသူ့အလုံးမို့လို့ပြီးအောင်လုပ်ပေးရရှာပါတယ် Drake က Philip အိမ်ကနေ့စဉ်ဘဝနဲ့မြန်ပဲအသားကျလာပါတယ် Philip ရဲ့သမီးဖြစ်သူ Elise နဲ့လည်းတွေ့ဆုံခဲ့ပါတယ်အစပိုင်းမှာတော့ Drake တယောက်ဖုန်းလာရင် Philip ရဲ့နားမှာကပ်ပေးမဲ့စာ Philip ရဲ့လက်ထဲသွားထည့်ပေးမိတာမျိုးရေချိုးနေရင်ကလေးထိတ်မော်နေတာကိုမေ့ထားမိတာမျိုးအမားလေးတွေရှိခဲ့ပါတယ်Philip ရဲ့စာတွေကိုလည်းဖိုင်တွဲအလိုက်ခွဲခြားပေးရပါတယ်အဲ့ဒီထဲမှာ Philip လုံးဝအဖတ်မခံတဲ့လျှို့ဝှက်စာအချို့ရှိနေတာကိုတွေ့ရပါတယ်တရက်မှာတော့ Drake က Philip ကိုအပြင်လိုက်ပို့ရပါတယ် Philip ကိုပစ္စည်းတင်တဲ့ကားနောက်ခန်းထဲမှာပစ္စည်းတစ်ခုလိုထည့်သွားဖို့ Drake ကညှင်းဆန်ပြီးအိမ်မှာဒီတိုင်းအသုံးမပြုဘဲရပ်ထားတဲ့ပြိုင်ကားအကောင်းစားကြီးတစ်စီးကိုထုံမောင်းပါတယ်Philip ကအစကတော့အဆင်မပြေပါဘူးလို့ပြောပေမဲ့တကယ်တမ်းမောင်းတဲ့အခါကျတော့
မြန်မြန်ဆန်ဆန်နဲ့ပျော်စရာကောင်းတဲ့ခရီးစဉ်ကိုသဘောကျသွားပါတယ်။ကားကိတ်ဝမှာပိတ်ရက်ထားတဲ့အိမ်နီးနားချင်းကိုလည်း Trick ကကော်လာကနေဆွဲပြီးအကြက်ကင်ဖယ်ခိုင်းလိုက်ပါသေးတယ်။သူတို့နှစ်ယောက်ပြတိုက်တစ်ခုကိုသွားကြပြီးအဲ့ဒီမှာ Philip က Kimbus ပုံမှာအနီဆက်တစ်ဆက်ပဲပါတဲ့ပကြီးကားတစ်ချက်ကိုယူရိုတောင်းချီပေးပြီးဝယ်ဖို့လုပ်ပါတယ်။ Trick ကတော့ဒါကပတ်စံအလားတပဲလို့မြင်ပါတယ်။နောက်တော့ Philip ရဲ့ဆွေမျိုးတစ်ယောက်က Trick မှာရာဇဝတ်မှုမှတ်တမ်းရှိကြောင်းနဲ့လူမိုက်တစ်ယောက်ဖြစ်လို့သတိထားဖို့လာသတိပေးပါတယ်။ဒါပေမဲ့ Philip ကတော့ Trick ကိုသဘောကျပါတယ်။အကြောင်းရင်းကတော့ Trick ကသူ့ကိုတနာကယူနာမျက်လုံးနဲ့မကြည့်ပဲတာမန်လူတစ်ယောက်လိုနောက်ပြောင်ဆက်ဆံလို့ဖြစ်ပါတယ်။ညဘက်တွေမှာ Philip တစ်ယောက်အသက်ရှူကျက်တဲ့ဝေဒနာ Phantom Pain ဖြတ်တောက်ထားသောအင်္ဂါစိတ်ပိုင်းမှာနာကျင်မှုကိုခံစားရလေ့ရှိပါတယ်။ Trick ကကလေးထိန်မော်နေတာကနေအတန်ကြားပြီးလာကြည့်ပေးကရေပက်တိုက်ပေးပြီးစိတ်အေးအောင်ချော့သိပ်ပေးပါတယ်။ Philip ပြန်နိုးလာပြီးလေကောင်းလေတန့်လိုချင်နေဆိုတာနဲ့ Trick ကညာကြီးမင်းကြီးဝီချဲနဲ့ပါရီမြို့ထဲလမ်းလျှောက်ခေါ်သွားပါတယ်။ဒီလိုနဲ့သူတို့အပြန်အလှန်ရင်ဖွင့်ဖြစ်ကြပါတယ်။ Philip ကသူ့ဇနီးနဲ့ချစ်လင်းဆွဲအကြောင်းဇနီးဖြစ်သူယောဂနဲ့ဆုံးပါသွားပုံနဲ့သူကိုယ်တိုင်လည်းလေထီးစီးရင်မတော်တဆဖြစ်ကလဲပင်အောက်ပိုင်းတစ်ခုလုံးတည်သွားခဲ့ရတဲ့အကြောင်းတွေကိုပြောပြပါတယ်။သူ့ရဲ့တကယ်ဒုက္ခိတဖြစ်ရခြင်းကဝီချဲပေါ်ရောက်သွားတာထက်ဇနီးတဲ့မရှိတော့တာကြောင့်လို့ရင်ဖွင့်ပါတယ်။ Trick ကလည်း Philip ကိုဆေးချောက်အတူတောက်ခိုင်းပြီးစိတ်ပြေလျော့အောင်လုပ်ပေးပါတယ်။ဒီလိုနဲ့ Trick ရဲ့စမ်းသက်ကာလတလပြည့်သွားပြီးအတီးပြုအလုတ်ခန့်လိုက်ပါတော့တယ်။ဒါပေမဲ့ Philip ကသူ့ဇနီးလက်ဆောင်ပေးထားတဲ့ Trick ခိုးသွားတဲ့ Faber ကလက်ကြီးလေးကိုတော့ပြန်ပေးဖို့တောင်းဆိုပါတယ်။ Trick ကလည်း Philip ရဲ့စာဆက်သွယ်ပဲရှိပြီးတခါမှလူချင်းမတွေ့ဘူးဓာတ်ပုံမမြင်ဘူးတဲ့ကလောင်တငယ်ချင်းအီလေအိုနိုယာအလော်နော်နဲ့ဖုန်းနဲ့တိုက်ရိုက်စကားပြောဖြစ်အောင်ဂျားကနေအဓိကစွမ်းဆောင်ပေးခဲ့ပါတယ်။ဒါအပြင် Trick ကပကြီးဆွဲတာကိုလည်းဝါသနာပါလာပြီးပကြီးကားတစ်ချက်ဆွဲဖြစ်ခဲ့ပါတယ်။ Philip ကအဲ့ဒီပကြီးကားကိုသဘောကျပြီးသူ့ရဲ့ဆွေမျိုးတစ်ယောက်ကိုအမှုပညာရှင်တစ်ယောက်ရဲ့လက်ရဆိုပြီးယူရိုဆက်တက်သူညနဲ့လိန်ရောင်းပေးခဲ့ပါတယ်။ Philip ရဲ့မွေးနေ့ပွဲမှာတော့အမြဲတမ်းပြင်းစရာကောင်းတဲ့ကနဝင်ဂီတ classical music တွေနားထောင်နေမဲ့အစား Trick ကသူ့ရဲ့ iPad repertoire ကနေ Boogie Wonderland တခြင်းကိုဖွင့်ပြီးအပီအပြင်ကပြပါတော့တယ်။အိမ်ကလူတွေအကုန်လုံးလဲလိုက်ကားကြပြီးပျော်စရာမွေးနေ့ပွဲဖြစ်သွားခဲ့ပါတယ်။ Philip ကအီလေအိုနိုယာနဲ့လူချင်းတွေ့ဖို့ချင်းဆိုခဲ့ပေမဲ့စားတောက်ဆိုင်ရောက်တဲ့အခါ Philip ကစိုးရိမ်စိတ်ဝင်ပြီးသူမရောက်မလာခင်မှာပဲထွက်ပြေးခဲ့ပါတယ်။အဲ့ဒီနောက် Philip က Trick ကိုလေရင်နဲ့လမ်းလျှောက်ခေါ်သွားပြီးလေထီး paragliding အတူတူစီးခဲ့ကြပါတယ်။အိမ်ပြန်ရောက်တဲ့အခါ Trick ရဲ့ညီလေးအာရာမာကပြဿနာတွေရှုပ်ပြီး Trick စီရောက်လာပါတယ်။ Philip ကဒါကိုသိသွားတဲ့အခါ Trick အနေနဲ့သူ့လိုအဖိုးကြီးတစ်ယောက်ကိုပြုစုရင်းအချိန်ကုန်မဲ့အစားမိသားစုကိုအချိန်ပေးပြီးတာဝန်ယူသင့်တယ်ဆိုက Trick ကိုအလုပ်ကနေထုတ်နှုတ်ဆက်လိုက်ပါတော့တယ်။ Trick ထွက်သွားပြီးနောက်ပိုင်း Philip စီရောက်လာတဲ့လူနာပြုအသစ်တွေကအယမ်းပြင်းစရာကောင်းပြီး Philip ကိုတနာတဲ့မျက်လုံးနဲ့ပဲကြည့်ကြတာကြောင့် Philip တယောက်စိတ်တက်ကြပြီးမုတ်စိတ်မွေးတွေ Bravo နဲ့ကျမ်းမာရေးပြန်ဆိုးလာပါတယ်။ဒါကိုမကြည့်ရတဲ့အိမ်အကူ Yvonne က Trick ကိုပြန်ခေါ်ရပါတော့တယ်။ Trick ပြန်ရောက်လာပြီးဇလန်းအစကလိုပဲရဲတွေကိုလှည့်စားတဲ့ဂိမ်းကိုကစားကာ Philip ကိုပျော်အောင်ထားပေးပါတယ်။ပြီးတော့ Philip ကိုပင်လယ်ကမ်းခြေကစားတောက်ဆိုင်တစ်ခုကိုခေါ်သွားပြီးမုတ်စိတ်မွေးတွေရိတ်ပေးပါတယ်။ဒါပေမဲ့ Trick ကဆိုင်မှာအတူတူထမင်းမစားဘဲ Philip ကိုနှုတ်ဆက်ပြီးထွက်သွားပါတယ်။ Philip တယောက်တည်းကြံခဲ့ပြီးစိုးရိမ်နေတော့မှပဲသူ့ရှေ့ကိုအမျိုးသမီးတစ်ယောက်ရောက်လာပါတယ်။အဲ့ဒါကတော့ Trick ကြိုတင်ချင်းဆိုပေးထားခဲ့တဲ့ Philip ရဲ့ကလောင်တငယ်ချင်းအီလေအိုနိုယာဖြစ်နေပါတော့တယ်။ Philip လည်းဝမ်းသာပီတိဖြစ်ပြီးပြုံးနိုင်သွားသလို Trick ကလည်းအပြင်ကနေလှမ်းကြည့်ပြီးစိတ်အေးလက်အေးနဲ့ထွက်ခွာသွားပါတော့တယ်။